အခုဆိုရင် GRC type H-band radar အကြောင်းကိုပြောပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ keypad ပါသူ့မှာဆိုလို့ရှိရင် transmit standby ဒါနဲ့ရွှေ့လို့ရတယ်နောက်ပြီးရင်home ကိုပြန်သွားလို့ရတယ်အလန်းမီလို့ရှိရင်တော့ဒီ silent လေးတွေပြန်နှိပ်ပေးရမယ်နောက်တို့ကြည့်ချင်ရင် transmit ပြန်ထားပြီးတော့ zoom in zoom out zoom in zoom out ကလည်း rate နေ show လို့ရပါတယ်နောက်ပြီးလို့ရှိရင်ဒီမှာတော့ power clock ဖြစ်ပါတယ်နောက်ပြီးရင်တော့BRN ကိုဒီကသွားလို့ရတယ်သူ့ကို press လုပ်လိုက်တာနဲ့လည်းဖြီးလို့ press လုပ်ပြီးတော့ BRN1 2 control high လုံးမှာလာစသဖြင့်ပြောင်းလို့ရတယ် EBL ကိုလည်းဖိလိုက်တာနဲ့ပေါ်လာမယ်ပြောင်းလို့ရမယ်နောက်ပြီးလို့ရှိရင် BRN နဲ့ EBL ကိုမှာကျွန်တော်တို့ကဒီ mouse ကနေလည်းရွှေ့လို့ရတယ်ဒီ T ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ပြောင်းလိုက်တာနဲ့ related လား true လားလည်းရွှေ့လို့ရပါတယ်နောက်ပြီးရင်ဒီ mouse ကနေရွှေ့ပြီးတော့ plus ဆိုတာလေးကိုသွားလိုက်တာနဲ့ cursor ရဲ့ position လေးပေါ်ပါတယ် cursor position လေးမှာ EDA တွေအကြံဉာဏ်ကြီးလို့အသုံးပြုလို့ရပါတယ်ဒီပေါ်မှာဆိုရင်တော့ PI mode MOV mode စသဖြင့်ရှိပါတယ်အလန်းလာလို့ရှိရင်လည်းဒီ silent ကိုလုပ်တာပြီးလို့ရှိရင် rain collector လား sea collector လား gain လားဒီမှာလည်းရွှေ့လို့ရသလို menu ကိုလည်း mouse နဲ့ရွှေ့လို့ရပါတယ်ဒီမှာ left click right click နဲ့လည်း enter လုပ်လို့ရပါတယ်သူ့မှာဆိုရင်တော့ဒါကကျွန်တော်တို့ zoom in zoom out 0.125 ကအနိမ့်ဆုံးဖြစ်ပြီးတော့ကြတော့96ကအမြင့်ဆုံးဖြစ်ပါတယ်ကျွန်တော်သက်ဆိုင်တဲ့ range လေးတွေရွှေ့ပေးရပါမယ်တစ်လုံး long range တစ်လုံး short range နဲ့ဒီမှာဆိုရင် in out နဲ့လည်းရွှေ့လို့ရတယ်လို့ပြောင်းလို့ရပါတယ်ပြီးရင်တော့ဒီဘက်ကကျွန်တော်တို့ related motion လား true motion လား related motion true related motion r true motion reset စသဖြင့်ပြောင်းလို့ရပါတယ်ပြီးရင်တော့ဒီမှာကတော့ head north cosec cosec angle setting စသဖြင့်ရွှေ့လို့ရတယ်ဒီဘက်မှာဆိုရင် ground stable light sea stable light စသဖြင့်ပြောင်းထားပါတယ်ဒီကတော့ကျွန်တော်တို့ beta တိုင်းဆိုတာလေးကအဲ့ဒီမှာလည်းပြောင်းလို့ရသလိုဒီမှာ menu mouse ရဲ့ဘေးအကောင်လေးမှာကျွန်တော်တို့ရွှေ့လိုက်တယ်ဆိုရင်ကျွန်တော်တို့သင်္ဘောရဲ့ beta လေးရဲ့ဒီဘက်က true တွေကကြိုပြီးတော့သိပြီးတော့ကြတော့ကျွန်တော်တို့ action ကြိုပြီးတော့ယူလို့တွက်ဆလို့ရပါတယ်ဒီမှာ beta တိုင်းလေးကို adjust လေးလှည့်ပြီးတော့လည်းရွှေ့လို့ရသလိုလှည့်ပြီးရွှေ့လို့ရသလိုဒီကနေပြီးတော့လည်းပြောင်းလို့ရပါတယ်ပြီးရင် zoom လောက်တာ transmit မှာ short burst လား long burst လား medium burst လားshort burst လားစသဖြင့်ဒီမှာရွှေ့လို့ရတယ်နောက်ပြီးရင်တော့ AIS တွေလည်းပြန်ပိတ်ချင်ဒီလိုပြန်ပိတ်လို့ရတယ်ပြန်ဖွင့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ရဲ့ target လေးရဲ့ကျွန်တော်တို့ရဲ့ tree ရဲ့အရှိပြောင်းလို့ရတယ်ကျွန်တော်တို့ limit ထားလို့ရပါတယ်နောက်ပြီးရင်တော့ဒီဟာကတော့ကျွန်တော်တို့dash လား noon လားnight လားနေ့လယ် brightness လားဒါပြောင်းလို့ရပါတယ်ဒီဘက်ကကျတော့ကျွန်တော်တို့ရဲ့ display ရဲ့အလင်းအမောင်ပြောင်းတာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ဒီဟာလေးကတော့ keyboard ရဲ့အလင်းအမောင်ပြောင်းတာပါဒီသင်္ကေတလေးကိုနှိပ်လိုက်ရင် mouse over position လေးကိုတခါတည်းယူနေမှာဖြစ်ပါတယ်အဲ့ဒါလေးကို cross မှာပြန်ပိတ်လိုက်တယ်ဆိုလို့ရှိရင် exit ပြန်ထွက်ပေးရပါတယ်နောက်ပြီးရင်တော့ဒီမောမှာ AIS ကနေလာနေတဲ့ network ကနေလာနေတဲ့ message လေးတွေဒါဆိုရင်ဒီဘက်ကဒီစကားပြောတဲ့နေရာလေးမှာကြည့်လို့ရတယ်အဲ့ဒါလေးလည်းဖတ်ပြီးတော့ကြတော့ detail ကိုကျွန်တော်တို့နှိပ်လိုက်တယ်ဆိုရင်သူ့ရဲ့ detail လာပါတယ်ပြန်ပြီးတော့ receipt tree ပဲပြန်သွားမယ် list ကိုပြန်သွားမယ်ပြီးရင်သူ့ကိုဖတ်ကြည့်ပြီးတော့ကြတော့ပြန်နှိပ်ပေးရပါမယ်သူ့မှာ AIS message tree network ကလာတဲ့ message tree ကျွန်တော်တို့ maintenance info AIS စသဖြင့်အကုန်ကြည့်လို့ရပါတယ်ပြီးရင် message format မှာလည်း all လား address လား broadcast လားစသဖြင့်ကြည့်လို့ရွှေ့လို့ချိန်ထားလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့သင်္ဘောရဲ့ heading က gyro နဲ့လား magnetic နဲ့လားကျွန်တော်ပြန်ပြောင်းပြီးရွေးလို့ရတယ်radar ထဲမှာသုံးတာကတော့ low speed ကိုပဲသုံးတာများပါတယ်ဒီမှာဆိုရင် GPS 1 လား GPS 2 လားရွှေ့လို့ရပါတယ်အဲ့နောက်မှာဆိုရင်ကျွန်တော်တို့သင်္ဘောရဲ့ WGS 84သုံးထားတာဖြစ်ပါတယ် target information တွေကိုပြမယ်ဆိုရင်တော့ကျွန်တော်တို့ page တစ်ခုတည်းနဲ့အကြီးလဲကြည့်လို့ရတယ်အသေးလဲကြည့်လို့ရပါတယ်နောက်ပြီးရင် AIS detail info မှာဆိုရင်ကို target select လုပ်လိုက်တဲ့သင်္ဘောရဲ့ information တွေတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ပြီးရင်တော့ဒီဘက်မှာဆိုရင် menu ကနေသွားတဲ့ဥစ္စာတွေပြီးရင်ထည့်ရှင်းပါမယ်ကျွန်တော်တို့ screen shoot ရိုက်တဲ့ကိစ္စတွေဆိုရင် screen shoot ဒီမှာသွားလို့ရပါတယ်ဒါပြန်ဖြတ်တာပါသင်္ဘောရဲ့ user map ကိုသုံးပြီးတော့ anchor position တို့နောက်ပြီးရင်no go area တို့သွားမယ်ဆိုရင်တော့user map လေးကိုအသုံးပြုရမှာဖြစ်ပါတယ် user map ကိုနှိပ်လိုက်ပြီးတော့
ဒီမှာ color ရွေးလို့ရတယ် type ရွေးလို့ရတယ်နောက်ပြီးရင်တော့သက်ဆိုင်ရာ distance value နဲ့သွားမလားဒါမှမဟုတ်ရင် position နဲ့သွားမလား example အကြမ်းမြင်ဒီမှာလာဖြည့်လို့ရတယ်ပြီးရင် enter နှိပ်လိုက်တာနဲ့ကျွန်တော်တို့ကြောက်ချမဲ့ position လေးတွေ danger လေးကိုတွေ့ထားတဲ့ position လေးတွေကို update လာထည့်လို့ရပါတယ် user map ကနေအသုံးပြုရမှာပါကျွန်တော်တို့ဒီမှာဆိုရင်ပြီးသွားရင်တော့ဒီဟာလေးကိုပြန်ပိတ်လိုက်ရင်ဟိုကလည်းပိတ်သွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်သက်ဆိုင်ရာ symbol line area text စသဖြင့် user map ထဲမှာကိုထည့်ခြင်းတဲ့ဒီပုံလေးတွေ symbol လေးတွေအသုံးပြုလို့ရပါတယ်နောက်ပြီးရင်တော့ကိုလုံးလိုက်တဲ့ဟာလေးကို reader မှာလာဖြည့်ပြီးတော့ကြတော့ right click နေလိုက်လည်းပြောက်ပါတယ်ပြီးရင် menu ဒီမှာဆိုရင်တော့PROC မှာကျွန်တော်တို့ standard လား course လား open C လားပြီးရင် point လား fishnet လားစသဖြင့်ငါအုပ်ရှိရလားပြောင်းလို့ရပါတယ် setting ထဲမှာလည်းကြည့်လို့ရပါတယ် C clutter rain clutter မှာဆိုလို့ရှိရင် auto manual လည်းပြောင်းလို့ရပါတယ်အဲနောက်မှာmenu တွေကနေပြီးတော့ပုံမှန်စပြီးတော့ကျွန်တော်တို့ root ကိုစပြီးတော့ဖွင့်မယ်ဆိုရင် menu ကိုနှိပ်တယ် root monitor လေးကိုသွားပြီးတော့အဲ့ဒီထဲကနေကျွန်တော်တို့အရင်ရှိတဲ့ root ကို unload လုပ်မယ်ပြီးရင် GPS ကဖွင့်ထားတဲ့ root ကို edit root ဆိုပြီးတော့စဖွင့်လို့ရတယ်သူ့မှာလည်းပဲကျွန်တော်တို့ root monitor ပြီးရဲ့နောက်မှာသက်ဆိုင်ရာ waypoint တစ်ခုချင်းစီအလိုက်ဒီမှာဆိုရင် voice information voice calculation မှာကျွန်တော်တို့သွားကျင်တဲ့ waypoint လေးကို select ထောက်ပြီးတော့ကြတော့ EDA တွေ average speed တွေနဲ့ EDA တွေ adjust တွေ streaming time တွေတွဲလို့ရပါတယ်နောက်ပြီးရင်တော့menu ကိုပဲပြန်သွားပြီးတော့သက်ဆိုင်ရာ daily နဲ့ weekly မှာဆိုရင် maintain တဲ့ထဲကနေပြီးတော့ကျွန်တော်တို့ဒီမှာ subject လေးကိုသွားလုပ်လို့ရပါတယ် subject မှာဆိုလို့ရှိရင် sound test man check လုပ်မယ်ဆိုရင်တော့ transmit လုပ်ထားရတာဖြစ်ပြီးတော့ကြတော့ man check ကိုနှိပ်လိုက်တာနဲ့24မိုင်ကိုပြောင်းသွားပါမယ်ပြောင်းသွားပြီးလို့ရှိရင်ကျွန်တော်တို့ attenuation value တွေသူ့ရဲ့ decibel လေးတွေnautical mile လေးတွေနဲ့ပြန်ပြပါတယ်ဒါမှဆိုလို့ရှိရင်အထဲရဟာလေးကကျွန်တော်တို့8မိုင်ဖြစ်ပြီးတော့ကြတော့အပြင်ရဟာလေးဆိုလို့ရှိရင်20.8ဖြစ်ပါတယ်ဒီမှာလည်းကျွန်တော်တို့ပြနေပါတယ်ပြီးဒါ PSC ကခိုင်းတဲ့ man check လုပ်တဲ့performance test လေးကို radar မှာဆန်းခိုင်းလို့ရှိရင်ဒါလေးလုပ်ပြပေးရပါတယ်နောက်ပြီးရင်တော့ menu ထဲမှာနောက်ထပ်ကျွန်တော်တို့ test တွေလုပ်ပြီးသွားလို့ရှိရင် anchor web ဆိုလို့ရှိရင်တော့ဆရာကြောက်ချကန်ဒီမှာ position ပေးမယ်ပေးပြီးတဲ့အခါမှာသူ့ရဲ့ shackle ကိုသင်္ဘောကအခု example 140ဖြစ်တဲ့အတွက်ကြောင့်မို့လို့shackle ကို29.5 နဲ့မြှောက်မယ်ပြီးလို့ရှိရင်140နဲ့သူ့ရဲ့ bridge to forward distance နဲ့လာပေါင်းပြီးတဲ့ခါကြလို့ရှိရင်အဲ့ဒီ radius လေးကိုထည့်ပေးမယ်ထည့်ပေးပြီးရတဲ့ဒီမှာ on လုံးလိုက်တာနဲ့ radar anchor watch လေးပြနေမှာဖြစ်ပါတယ် anchor watch မှာဆိုရင်လည်းပဲရှေ့ကနေယူလာလားသင်္ဘောရဲ့ဘယ်ကနေယူလာလားညာကနေယူလာလားဆိုပြီးတော့ကြတော့ post တာဖို့ကြည့်ပြီးတော့လည်းဒီမှာလာပြောင်းလို့ရပါတယ်ဒါ anchor ချလို့ရှိရင် anchor watch လေးသုံးနေဖို့အကြောင်းပါနောက်ပြီးရင်တော့ target ဒီ user map မှာခုနကတော့ရှင်းပြထားပါတယ်target နဲ့ AIF မှာဆိုလို့ရှိရင် AIF wire data ကိုသင်ပေါ်လာသူများလားဒါလေးတွေကြည့်လို့ရပါတယ်နောက်ပြီးလို့ရှိရင် trial မောင်းကြည့်တာ AIS ကနေ message ပို့တာအုပ်ရှိရဲ့ AIS data အကြမ်းမြင်အုပ်ရှိ AIS data ဆိုရင်ကျွန်တော်တို့ဖြည့်ထားတာမှန်ကိုဒီမှာလာစစ်လို့ရပါတယ်ကိုသင်ပေါ်ရဲ့ AIS data လည်းကြည့်လို့ရပါတယ်ဒီမှာလည်း message တွေဖတ်လို့ရပါတယ် Naptech ကလာတာတခြားသင်္ဘောတွေရဲ့ AIS ကလာတာကြည့်လို့ရပါတယ်နောက်ပြီးရင်ကျွန်တော်တို့ tool set မှာဆိုလို့ရှိရင်တော့menu 2ထဲမှာ PI နဲ့ MOV လို့လို့ရတယ် manual position fix လည်းလို့ရပါတယ် PI ဆိုလို့ရှိရင်လည်းဒီဘက်မှာကျွန်တော်တို့ PI ကိုဘယ်လိုမျိုးရွှေ့မလဲเนาะ floating လား heading line လားစသဖြင့်အသုံးပြုလို့ရပါတယ်ဒီ PI ရဲ့ဒီမှာလည်းလာပြီးတော့ကြတော့ mouse နဲ့နှိပ်ပြီးတော့လည်းသုံးလို့ရပါတယ် menu တွေကလည်းဝင်လို့ရပါတယ်နောက်ပြီး view မှာဆိုလို့ရှိရင်တော့ view menu view option တွေကနေကျွန်တော်တို့ဒီသက်ဆိုင်ရာground stable light တွေ sea stable light တွေပြီးတော့ကြတော့ ocean ရဲ့ thread တွေ
အယောင်လေးတွေနောက်ပြီးတော့ root မှာအသုံးပြုနိုင်တဲ့ cross thread limit တွေILA A လား B လားရွှေ့လို့ရတယ်ဒီ Marina ကနေပြီးတော့ကျွန်တော်တို့ကနေပြီးတော့သုံးခြင်းနဲ့ plotted loaded line ပုံစံတွေပြောင်းလို့ရတယ် unit တွေရွှေ့လို့ရတယ် target တွေကိုလည်းကျွန်တော်တို့ဒီမှာ symbol လေးတွေနဲ့ကိုယ်အဆင်ပြေတဲ့လိုမျိုးရွှေ့ထားလို့ရတယ်နောက်ပြီးရင်2 cell မှာ EVL ပဲထားမလား PI နေသုံးမလား BIM 1 2သုံးမလားဒါလေးတွေလည်းဒီမှာ setting လုပ်လို့ရပါတယ် control ထဲမှာဆိုလို့ရှိရင်တော့ ultra control နောက်ပြီးရင် ROD မှာဘယ်လိုမျိုး setting ပြန်ထည့်မလဲဒါလေးတွေလည်းဒီလိုview option ထဲမှာပြောင်းလို့ရပါတယ်နောက်ပြီးရင်တော့alert မှာဆိုလို့ရှိရင် radar ထဲမှာပေါ်တဲ့ဒီမှာ CPA limit တွေ AIS log target တွေနောက်ပြီးတော့ truck control တွေဒီမှာ depth တွေ safety control တွေကျွန်တော်တို့လာပြီးတော့ကြတော့ပြောင်းထားလို့ setting ထည့်ထားလို့ရပါတယ်နောက်ပြီးရင် maintain alert ပြီးတော့ setting မှာဆိုလို့ရှိရင်တော့ကိုယ်တင်မောရဲ့ဒီ transmit receive နောက်ပြီးလို့ရှိရင် signal process trial version မှာlevel ဘယ်နှခုနဲ့သွားမလဲဒါမျိုးလေးတွေရွှေ့လို့ရတယ်ကိုသွားနေတဲ့ကိုယူထားတဲ့ target ကိုလည်း test လုပ်လို့ရပါတယ်လူကိုလည်း color တွေ brightness တွေ sound တွေဒီ screen capture တွေဓာတ်ပုံရိုက်တဲ့ဥစ္စာကိုပြန်ရွှေ့တာတွေလည်း setting ထဲမှာလာပြီးတော့ပြောင်းလို့ရပါတယ်နောက်ပြီးရင်ဒီဘက်က maintenance ကဏ္ဍမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က transmit mode ကိုပြန်ထားမယ် transmit mode ကနေ storage standby mode ကိုပြန်ထားမယ်maintenance ကိုသွားမယ်နိုင်ရွှေ့ခဲ့ပြီးလို့ရှိရင်ဒီမှာ date တိုင်းတွေပြောင်းလို့ရတယ်ကျွန်တော်တို့သင်္ဘောရဲ့ version တွေကို system information တွေကနေကြည့်လို့ရပါတယ် hardware key ကဘယ်လောက်လဲfunction key ကပါလဲ specification ကပါနေရလဲ IMO ရဲ့ ISO resolution ဘယ်လောက်တွေရလောက်ထားတယ်လဲဆိုတာကိုဒီဘက်က system information တွေမှာလာကြည့်လို့ရတယ်ပြီးရင် USB နဲ့ချိန်ပြီးတော့ကြတော့ save လုပ်လိုက်တာနဲ့အဲ့ဒီ information တွေကူးလို့လည်းရပါတယ်ကျွန်တော်တို့ရဲ့ software က 0.1.40 ဖြစ်ပါတယ်ဒါကတော့ system information ကိုတွားကြည့်တာပါနောက်ပြီးရင်maintenance ထဲမှာပဲ loop plan တွေ system information ပြီးရင် sensor selection status ဆိုတာတော့ကိုယ်တင်ပေါ်မှာသုံးနေတဲ့ GPS 1လား2လားforward ကယူလာလား F ကယူလာလား gyro ကယူလာလားဒါလေးတွေကျွန်တော်တို့ဒီမှာဆိုရင်လည်းကြည့်လို့ရတယ်နောက်ပြီးရင်တော့ maintenance ထဲရပဲ operation တိုင်းကိုကြည့်ခြင်းအပြင်ကိုယ်တင်ပေါ်မှာသုံးနေတဲ့ဒီ fan တွေ CCU တွေနောက်ပြီးတော့ကြတော့ဒီ magnetron တွေရဲ့အချိန်တွေသက်ဆိုင်ရာပြောထားတဲ့အချိန်တွေလဲရမယ့်အချိန်တွေ fan တွေ motor တွေရဲ့လဲရမယ့်အချိန်တွေကိုလည်းကြည့်လို့ရပါတယ်သူတို့လည်း screen shoot ရိုက်လို့ရတယ်သူတို့ရဲ့ operation အချိန်တွေကိုလာပြီးတော့မှတ်ထားလို့ရပါတယ်သူတို့ maintenance ထဲမှာရှိတယ် maintenance ထဲမှာ standby mode လုပ်ထားပြီးတော့မှပြောင်းရွှေ့ထားတာပါ subject လုပ်လို့ရတယ်နောက်ပြီးရင် wire distance ကတော့ကျွန်တော်တို့သွားနေတဲ့ wire distance တွေဒီသင်္ဘောမှာတော့ edit ထဲရပဲယူလာဖြစ်တဲ့ကြောင့်မလို့မသုံးပါဘူးတကယ်လို့ကိုယ့်ရဲ့သင်္ဘော wire distance known to known distance ကြည့်ချင်ဒီကနေလည်းလာကြည့်လို့ရပါတယ်နောက်ပြီးရင်တော့ maintenance ထဲမှာပဲ software update ကတော့ technician ရပဲလာလုပ်တာပါနောက်ပြီးရင်တော့menu ကိုပြန်သွားမယ်ဒီဘက်မှာ head မှာဆိုရင်သူ့ကိုသက်ဆိုင်ရာသိကျင်တဲ့အပိုင်းလေးတွေကိုလာဖတ်လို့ရပါတယ်နောက်ပြီးရင်တော့ကျွန်တော်တို့က code input ကတော့ဒီထဲမှာ USB နဲ့တက်ပြီးတော့ကြတော့သက်ဆိုင်ရာ0လေးလုံးနှိပ်ပြီးတော့ data တွေ root တွေလာပြီးတော့ရွှေ့တာပြောင်းတာဖြစ်ပါတယ် radar နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနဲ့တည်းများရှင်းပြထားပါတယ်သက်ဆိုင်ရာထပ်ပြီးတော့ detail သိကျင်တယ်ဆိုလို့ရှိရင်တော့ manual စာအုပ်ထဲမှာရောရှိပါတယ်